Alungo Mingala Basso Piono no concept that chimbare, Piatiki Mitaro, Piatiki Chichimita, General Ludari Poma, a Jango Pushanebare, General Luada Tepobio Pushanebare. D. Chimak about the Woloma, Yogari, Gusanide, Davi met Piatiki at Databimia, Yonji Chin, my short Venet General, Dilu Piatiki, goes up your Piatiki and Yamaro General, Shapuina, and Queen, Betanado Muro, Piatiki and Namaro Cabasas, Chimun Chin at Piso Basido. General Bajanet, then said Soro, General Boa at the Tago, now the house, Pian Saya, so be a general grounds in the Tabare. Babilo Lesoro di Gabami Gipomas in Ludoro Miaha, Almin Chinyare Lu Miashi, Dabime, Jashonchina Yensine, Dadami, Amia Miashibare. Edilumio Jat shown at Chima General said a co general below, do me amele, Piatahine, Time Pin Bureau, Piatahin, no Capado, Time General below, Piatahin, Dolan, I'm a Sore General. Didn't general then speech in Bare, Boa at the Tama, Ludoro Miaga, a chain was South Javare. Lamen knit January la, the Yenia Sabio General, Diluminiro. Dia tepo pio choose hame sore lure miashi pio jono nitte chai no alogu pyaung le me sore dure miaji shi bare da be me era de general sin sa da be shi ye kaba po ma shi de lu toro mya mya aung min ne du lwe ye attatta ko jono ji me so yin du do ani ne a chain ko saung sain chin ma shi bu edi a chain ma lou me edi a chain ma lou me so pi ro saung sain chin ma shi bu Facebook ကိုတီထွင်တဲ့ Mark Zuckerberg ပဲဖြစ်ဖြစ် Microsoft ကိုတီထွင်တဲ့ Bill Gates ပဲဖြစ်ဖြစ်သူတို့ရဲ့အသက်တာကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့သူတို့ရဲ့အသက်တာမှာအချိန်ကိုရွှေ့ဆိုင်ခြင်းအဲ့ဒီအချိန်ကြမှလုပ်မယ်အဲ့ဒီနေမှလုပ်မယ်တပတ်မနက်ဖြန်မှလုပ်မယ်တပတ်ခါမှလုပ်မယ်လာမယ့်နှစ်တကူမှလုပ်မယ်ဆိုတဲ့အရာတွေမရှိဘူးသူတို့လုပ်တဲ့အရာတကူကိုဆက်တိုက်လုပ်နေတယ်ကျွန်တော်စာထဲမှာဖတ်ကြည့်မယ်ဆိုရင် Bill Gates တို့ဘာလို့ဆိုMicrosoft ကိုဆက်ဆက်ချင်းတည်ထောင်တော့က coding စတင်တဲ့အချိန်မှာဆိုရင်သူတို့လုပ်နေတဲ့အလုပ်ခွင်ထဲမှာပဲအလုပ်လုပ်နေရင်လည်းအိပ်ပျော်ပြီးတော့မနေ့ရောက်တဲ့အခါကျတော့သူ့ရဲ့အလုပ်သမားတွေရောက်လာတဲ့အခါကျတော့ရုံးခန်းထဲမှာအိပ်နေတာကိုသူတို့တွေ့ရှိရတယ်။ဘာဖြစ်လဲဆိုတော့အဲ့ဒီလူတွေကသူတို့ရဲ့အောင်မြင်မှုကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့အချိန်ကိုရွှေ့ဆိုင်တဲ့အရာတွေမရှိဘူး။သူတို့လုပ်တဲ့အရာကိုဆက်တိုက်လုပ်တယ်။သူတို့အောင်မြင်မှုမရမချင်းသူတို့အချိန်နဲ့လှုပ်ပြီးတော့သူတို့ကအလုပ်လုပ်နေကြတယ်။ဒါပေမဲ့ဒီကမ္ဘာပေါ်မှာအခုအချိန်မှာလူတော်များများကအချိန်ကိုတော်စောင့်ကြတယ်ဘယ်လိုစောင့်ကြလဲဆိုတော့နောက်တနေ့မှပဲဖြစ်နောက်တပတ်ခါမှပဲဖြစ်ကျွန်တော်မိန်းမယူမှအဲ့ဒါကိုလုပ်မယ်ယောက်ျားယူမှအဲ့ဒါကိုလုပ်မယ်အသက်ကြီးလာမှဖျားတရားကိုလေ့လာမယ်ဒါမှမဟုတ်ရင်လည်းနောက်တနေ့မှအဲ့ဒါလုပ်မယ်နောက်တနေ့ January လတရက်နေ့ကစပြီးတော့ကျွန်တော်ကျန်းစာကိုမှန်မှန်ဖတ်မယ်ဆိုပြီးတော့အဲ့လိုမျိုးကျွန်တော်တို့စိတ်ထဲမှာစိတ်ကူးတဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့အကောင်းဆုံးအချိန်တင့်အောင်မြင်မှုအတွက်အကောင်းဆုံးအချိန်ဟာအခုပဲဖြစ်ပါတယ်တင်စဉ်းစားတဲ့အရာတစ်ခုတင်ရဲ့အကြံဉာဏ်ကောင်းတစ်ခုကိုအခုပဲဖော်လိုက်ပါကျမ်းစာဖတ်ခြင်းကကောင်းတယ်ဆိုတော့အခုချက်ချင်းကျမ်းစာယူပြီးတော့ဖတ်လိုက်ပါအလုတ်လုံးမှတိတ်ခါရှိမယ်အလုတ်လုံးမှပိုက်ဆံရှိမယ်ဆိုရင်အခုချက်ချင်းပဲအလုတ်လုပ်လိုက်ပါတင်လှုပ်ချင်တဲ့အရာတစ်ခုကိုအခုပဲစခြင်းဟာအကောင်းဆုံးအချိန်ဖြစ်တယ်ဆိုပြီးတော့ပညာရှင်တွေကပြောထားရှိပါတယ်ကျွန်တော်တို့ရဲ့ဘဝရှေ့မှာဘာဖြစ်လာမယ်ဆိုတာကိုကျွန်တော်တို့ကထိန်းလို့မရဘူးဒါပေမဲ့ကျွန်တော်တို့ထိန်းနိုင်တဲ့အရာတစ်ခုပဲရှိတယ်လုပ်နိုင်တဲ့အရာတစ်ခုတော့ရှိတယ်ဖြစ်လာတဲ့အရာတွေကိုကျွန်တော်တို့ဘယ်လိုရင်ဆိုင်မလဲဘယ်လိုဖြေရှင်းမလဲဆိုတာအဲ့ဒီဟာတစ်ခုပဲကျွန်တော်တို့လူသားတွေမှာလုပ်နိုင်တဲ့အရာရှိတယ်လာမယ့်အချိန်မှာဖြစ်ပျက်မဲ့အရာမနေ့ဖြန်လေပြင်းမုန်တိုင်းမလားမနေ့ဖြန်ငလင်လုံမလားဆိုတာအဲ့ဒါတွေကိုကျွန်တော်တို့ထိန်းချုပ်လို့မရဘူးမနေ့ဖြန်ဘာဖြစ်မလဲမနေ့ဖြန်ကြောင်းပိတ်မလားမနေ့ဖြန်ဘယ်နေရာမီးလောင်မလဲဘယ်နေရာမှာဘုံကျဲခံရမလဲဆိုတော့ကျွန်တော်တို့ဘယ်လိုမှထိန်းလို့မရဘူးဒါပေမဲ့အဲ့ဒီအခြေအနေမကောင်းတဲ့အခြေအနေပဲဖြစ်ကောင်းတဲ့အရာတွေပဲဖြစ်ကျွန်တော်တို့ဘာလုပ်နိုင်လဲဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုရင်ဆိုင်မလဲဘယ်လိုဖြေရှင်းမလဲအကောင်းဆုံးဘယ်လိုဖြေရှင်းပြီးတော့အောင်မြင်မှုရမလဲဆိုတဲ့အရာပဲရှိပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်တို့ရွေးချယ်မှုရှိတယ်ကျွန်တော်တို့ရွေးချယ်မှုမှန်ရင်ကျွန်တော်တို့ရဲ့ဘဝအမှန်ရမယ်ရွေးချယ်မှုမမှန်ရင်ကျွန်တော်တို့ဘဝအမှားရမယ်အဲ့ဒီ result ပဲကျွန်တော်ရမယ်ကျွန်တော်တို့ရဲ့ရွေးချယ်မှုကကျွန်တော်တို့ရဲ့ဘဝကိုလွှမ်းမိုးမယ်ကျွန်တော်ရွေးချယ်တဲ့အရာတိုင်းကကျွန်တော်ရဲ့ဘဝကိုလွှမ်းမိုးမယ်ဆိုတဲ့အရာကိုကျွန်တော်သိရှိရပါတယ်ကျွန်တော်ရဲ့ဘဝအသက်တာမှာကျွန်တော်ရွေးချယ်လိုက်တဲ့အရာတစ်ခုဟာကျွန်တော်ရဲ့အကျင့်စာရိတ္တဖြစ်သွားမယ်ကျွန်တော်ရဲ့ဘဝဖြစ်သွားမယ်ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်ရွေးချယ်လိုက်တဲ့အရာနဲ့သက်ဆိုင်ပြီးတော့ကျွန်တော်နေသွားဖို့ကျွန်တော်ရွေးချယ်တဲ့အရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသက်ရှင်နေထိုင်သွားဖို့ပဲရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ရွေးချယ်မှုကမနေ့ဖြန်ကစပြီးတော့ကျွန်တော်စာပုံမှန်ဖတ်မယ်။စာကိုဆယ်မျက်နှာပုံမှန်ဖတ်မယ်ဆိုတော့အဲ့ဒီလိုကျွန်တော်ပုံမှန်စက်တိုက်လုပ်သွားမယ်ဆိုရင်အဲ့ဒါကကျွန်တော်ဘဝဖြစ်သွားမယ်။အဲ့ဒါကြောင့်ဘဝမှာကျွန်တော်တို့ရွေးချယ်မှုကအရင်ရေးကြည့်တယ်။
ခင်များတထေးဖြစ်အောင်တရက်ကို10နာရီအလုပ်လုပ်သွားမယ်ဆိုရင်ပိုက်ဆံကလည်း10နာရီစာခင်များရသွားမယ်ကြာလာတဲ့အခါကျတော့အဲ့ဒီအလုပ်ကြောင့်ခင်များတထေးဖြစ်သွားနိုင်တယ်အဲ့ဒီအလုပ်ကခင်များကိုလွမ်းမိုးပြီးတော့ခင်များရွေးချယ်လိုက်တဲ့အလုပ်ကတင့်ကိုအောင်မြင်တဲ့သူတယောက်ဩဇာညောင်းတဲ့သူတယောက်ဖြစ်စေမယ်ဆိုတာကျွန်တော်သိရတယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့ဘဝမှာရွေးချယ်မှုဆိုတာအရန်လိုအပ်ပါတယ်ပတ်ဝန်းကျင်မှာဖြစ်လာမဲ့အရာတွေကိုကျွန်တော်တို့စောင့်စားစရာမလိုဘူးကျွန်တော်တို့လုပ်ရမှာဘာဖြစ်လဲဆိုတော့ရွေးချယ်မှုတစ်ခုမမရှိရမယ်ပတ်ဝန်းကျင်မှာဖြစ်လာမဲ့အရာမနေ့ဖြန်ကဘယ်သူဘဝကကျွန်တော်ကိုဆဲမလဲဘယ်သူဘဝကကျွန်တော်မကောင်းချောင်ပြောမလဲဆိုတော့ကျွန်တော်ကထိန်းလို့မရဘူးဒါပေမဲ့ကျွန်တော်လှုပ်ရတဲ့အရာကျွန်တော်ကင်တွယ်လို့ရတဲ့အရာဘာလဲဆိုတော့ကျွန်တော်ဘာကိုရွေးချယ်မလဲကျွန်တော်မနေ့ဖြန်ဘာကိုလုပ်မလဲကျွန်တော်တထေးဖြစ်ဖို့ကျွန်တော်ဘာလုပ်မလဲကျွန်တော်ပညာရှိတယောက်ဖြစ်ဖို့ကျွန်တော်ဘာလုပ်မလဲကျွန်တော်အလုပ်များများလုပ်ပြီးတော့အိမ်ဘယ်နှလုံးစောင့်မလဲဆိုတာခင်များရဲ့ရွေးချယ်မှုခင်များရွေးချယ်မှုဟာခင်များရဲ့ဘဝဖြစ်သွားမယ်ဆိုတာဒီမှာရှင်းလင်းကျွန်တော်သိရပါတယ်ကျမ်းစာထဲမှာမောရှေရဲ့အသက်တာကိုကျွန်တော်လေ့လာရအောင်ပထမပိုင်းမောရှေရဲ့အသက်တာမှာဆိုရင်တော့သူ့ရဲ့အမေကရွေးချယ်ခဲ့တယ်သူ့အမေကဘာရွေးချယ်ခဲ့လဲဆိုတော့သူ့အမေကမောရှေမတည်အောင်မောရှေကိုကောင်းကောင်းထုတ်ပြီးတော့ဝတ်ထားခဲ့တယ်ဖာရောဘုရင်ကမောရှေကိုတတ်လို့မရအောင်သူ့အမေကဝတ်ထားခဲ့တယ်အဲ့ဒါသူ့အမေရဲ့ရွေးချယ်မှုသူ့အမေရဲ့ရွေးချယ်မှုကြောင့်မောရှေဟာအသက်ရှင်လာတယ်ပြီးတော့နန်းတွင်ထဲရောက်သွားတယ်နန်းတွင်ကနေပြီးတော့ तू ကတကက်အိမ်ရှိမင်းသားဖြစ်သွားတယ်နန်းတွင်ထဲရောက်သွားခြင်းဟာဆိုရင်သူ့အမေရဲ့ဆုံးဖြတ်ချက်သူ့အမေရဲ့ရွေးချယ်မှုကြောင့်မောရှေဟာဆိုရင်နန်းတွင်ထဲရောက်သွားတယ်နန်းတွင်ထဲရောက်သွားတဲ့အခါကျတော့မောရှေရဲ့ဘဝဟာဆိုရင်ပြောင်းလဲသွားတယ်ဘာဖြစ်လို့လဲဆိုတော့သူ့အမေရဲ့ရွေးချယ်မှုသူ့အမေကမောရှေကိုဝတ်ထားခဲ့တဲ့အတွက်ကြောင့်မောရှေကနန်းတွင်ထဲရောက်သွားတယ်နန်းတွင်ထဲမှာရောက်သွားတဲ့အခါကျတော့နန်းတွင်ထဲမှာရှိတဲ့ပညာရေးအားလုံးချမ်းသာကြွယ်ဝမှုတွေအားလုံးကိုမောရှေရခြင်းဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်တို့ရဲ့ရွေးချယ်မှုကအရင်ရည်ကြီးတယ်။ကျွန်တော်တို့ဒီနေ့ဘာရွေးချယ်လဲ။ကျွန်တော်တို့ဖြစ်ချင်တဲ့အရာကိုကျွန်တော်ဒီနေ့ကစပြီးကျွန်တော်ရွေးချယ်မယ်ဆိုရင်နောက်မကြာသေးတဲ့အချိန်မှာဆိုရင်ကျွန်တော်ဖြစ်ချင်တဲ့အရာဖြစ်သွားမယ်။ဘာဖြစ်လို့လဲဆိုတော့မောရှေမေရဲ့ရွေးချယ်မှုကြောင့်မောရှေဟာအိမ်ရှိမင်းသားဖြစ်သွားတယ်။နန်းတွင်ထဲမှာသူကအခက်ခဲမရှိဘဲနဲ့ဘရင်သားလိုနေထိုင်စားတော့ခွင့်ရခြင်းဟာဆိုရင်သူ့မေရဲ့ဆုံးဖြတ်ချက်ဖြစ်သွားတယ်။ဒါပေမဲ့နန်းတွင်ထဲရောက်သွားတဲ့အခါကျတော့မောရှေရဲ့ဘဝမှာသူတည်တက်လာတဲ့အခါကျတော့သူ့ရဲ့အမျိုးသူကဘာလူမျိုးလဲဆိုတာသူသိလာတဲ့အခါကျတော့မောရှေရဲ့အသက်တာမှာရွေးချယ်မဲ့လမ်းဆိုတာသူ့ရဲ့အရှိမဖျားတခင်ကချထားပေးခဲ့တယ်။အဲ့ဒီအချိန်မှာမောရှေကဘာကိုရွေးချယ်ခဲ့လဲဆိုတာအဲ့ဒါတော်တော်ရေးကြည့်သွားတယ်။မောရှေကဘာလမ်းကိုရွေးချယ်ခဲ့လဲဆိုတာအဲ့ဒါတော်တော်အရေးကြီးသွားတယ်။အဲ့ဒီရွေးချယ်မှုနဲ့ဆက်လျင်းပြီးတော့သူ့ရဲ့ဘဝမှာသူကဘာလုပ်ရမလဲဘာဖြစ်လာမလဲဆိုတာအဲ့ဒီသူ့ရဲ့ရွေးချယ်မှုကတော်တော်အရေးကြီးတယ်ဆိုတာကျွန်တော်တွေ့ရပါတယ်။အဲကြောင့်ဟေဘရဲအခန်းကြီး7အငယ်23ကနေ29ထဲကိုကျွန်တော်ကြည့်မယ်ဆိုရင်23မှာကျွန်တော်ကြည့်မယ်ဆိုရင်သူ့ရဲ့အမိကဘရင်ရဲ့ဩဇာအာဏာကိုမကြောက်ဘဲနဲ့မောရှေကိုထုတ်ပြီးတော့ဝတ်ထားခြင်းဖြစ်တယ်။မောရှေကိုဝတ်ထားတယ်ဖွဲ့ထားတယ်ဆိုပြီးတော့ဒီမှာရေးထားပါတယ်။အပိုက်ငယ်23ထဲမှာဆိုရင်တော့မောရှေရဲ့အမေရဲ့ရွေးချယ်မှုဖြစ်တယ်။ဒါပေမဲ့အပိုက်ငယ်24ရောက်လာတဲ့အခါကျတော့အဲ့ဒီနေရာမှာမောရှေကဘာကိုရွေးချယ်ခဲ့လဲဆိုတာကျွန်တော်တွေ့ရတယ်။မောရှေကဘာကိုရွေးချယ်ခဲ့လဲဆိုတော့ဖာရောရဲ့သားသမီးဖြစ်တာကိုစွန့်ပယ်ပြီးတော့သူ့ရဲ့အမျိုးတွေဖျားသခင်ရဲ့သားသမီးတွေနဲ့ဆင်းရဲခြင်းကိုသူကရွေးချယ်ခဲ့တဲ့အတွက်ကြောင့်သူကနန်းတွင်ကနေထွက်ခွာရခြင်းဖြစ်ပါတယ်ဆိုပြီးတော့ဒီမှာအပိုက်ငယ်24ထဲမှာရှင်းလင်းပြောထားပါတယ်အပိုက်ငယ်25ထဲမှာဘာကိုဆက်ပြောထားလဲဆိုတော့တခဏအတော်တွင်သူပျော်ရွှင်ရမယ့်အစားဖျားသခင်ကိုရှာပြီးတော့တက်လုံးထာဝရအသက်တာပိုင်ဆိုင်မိအကြောင်းသူအဲ့ဒီလမ်းကိုသူကရွေးချယ်ခဲ့ခြင်းဖြစ်တယ်ဆိုပြီးတော့ဒီမှာရေးသားထားပါတယ်ပြီးတော့အပိုက်ငယ်26ထဲမှာပါဆက်ရေးထားလဲဆိုတော့အီဂျစ်နိုင်ငံမှာရှိတဲ့စီးစိမ်ဥစ္စာကြွေဝချမ်းသာမှုတွေကိုတခဏအတွင်းခံစားမဲ့အစားသူ့ရဲ့လူတွေဘုရားသခင်ရဲ့လူတွေနဲ့ဆင်းရဲခြင်းကိုခံပြီးတော့ဘုရားသခင်နဲ့ရှောက်လန်းပြီးတော့တက်လုံးထာဝရအသက်ကိုရဖို့ရွေးချယ်ခဲ့တယ်ဆိုတာအဲ့ဒီအပိုက်ငယ်26ထဲမှာကျွန်တော်တို့တွေ့ရပါတယ်အပိုက်ငယ်29ထဲမှာပါဆက်ပြောထားလဲဆိုတော့မောရှေဟာဆိုရင်အီဂျစ်နိုင်ငံရဲ့ဘုရင်ဖြစ်တဲ့ဖာရောဘုရင်ရဲ့အမျက်ကိုမကြောက်ဘဲနဲ့ဆိုပြီးတော့ရေးထားပါတယ်အဲ့ဒီနေရာမှာကျွန်တော်ကြည့်မယ်ဆိုရင်ဖာရောဘုရင်ဟာဆိုရင်အဲ့ဒီအချိန်မှာကဘာမှာဆိုရင်အီဂျစ်ဟာဆိုရင်တော်တော်လေးကိုအရန်တိုးတက်တဲ့နိုင်ငံဖြစ်တယ်ဖာရောမင်းဟာဆိုရင်အာနာတကိုးနဲ့ပြည့်စုံတဲ့မင်းကြီးတစ်ပါးဖြစ်တယ်အဲ့ဒီအချိန်မှာဖာရောမင်းရဲ့အမိန့်ကိုလူသားအားလုံးကနာခံရခြင်းဖြစ်တယ်သူ့ရဲ့အမိန့်ကိုနာမခံတဲ့လူတွေဟာဆိုရင်တပ်ဖြတ်ခြင်းကိုခံရတဲ့အချိန်ဖြစ်ပေမဲ့အဲ့ဒီနေရာမှာမောရှေကဖာရောမင်းရဲ့အမျက်ဒေါသကိုသူကမကြောက်ရွံ့မဲနဲ့သူ့ရဲ့လူမျိုးဘုရားသခင်ရဲ့လူမျိုးတွေနဲ့ဒုက္ခဆင်းရဲ
ရောက်ပြီးတော့ဖျားသခင်ကိုရှာဖို့သူကအဲ့ဒီရွေးချယ်မှုကိုသူကရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်ဆိုပြီးတော့ဒီမှာအပိုင်ငယ်29ထဲမှာရေးသားထားပါတယ်ကျွန်တော်ဒီကျမ်းချက်ကိုကျွန်တော်ပြန်လဲသုံးသပ်မယ်ဆိုရင်ဒီမှာကျွန်တော်၄ချက်ရရှိရဲအဲ့ဒါဟာဘာနဲ့သက်ဆိုင်တဲ့အရာဖြစ်လဲဆိုတော့ယုံကြည်ခြင်းနဲ့သက်ဆိုင်ခြင်းဖြစ်ပါတယ်ယုံကြည်ခြင်းရှိမှဆုံးဖြတ်ချက်အမှန်ကိုရရှိနိုင်မှာဖြစ်တယ်ယုံကြည်ခြင်းရှိမှရွေးချယ်မှုအမှန်ကိုကျွန်တော်ရွေးချယ်နိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီမှာဆက်ပြောမှာဖြစ်ပါတယ်မောရှေကဖျားသခင်ကိုကြောက်ရွံ့တဲ့အတွက်ကြောင့်ဖျားသခင်ကိုပိုချစ်တဲ့အတွက်ကြောင့်ဖာရောမင်းရဲ့အမိန့်ကိုသူကညှင်းပယ်ခဲ့တယ်ဒီမှာမောရှေရဲ့အသက်တာကိုကျွန်တော်ကြည့်မယ်ဆိုရင်မောရှေရဲ့အသက်တာမှာသူလိုလေသေးမရှိအောင်သူကဘယက်နန်းတော်မှာနေထိုင်ခွင့်ရှိတယ်ဒါပေမဲ့သူကအဲ့ဓာတွေအားလုံးကိုညှင်းပယ်ခဲ့တယ်မောရှေကအဲ့ဒီကြွယ်ဝချမ်းသာမှုစီးစိမ်ဥစ္စာဒနာတွေကိုညှင်းပြီးတော့သူဘာကိုရွေးချယ်ခဲ့လဲဆိုတော့ဖျားသခင်ကိုသူကရွေးချယ်ခဲ့တယ်ဘာဖြစ်လို့ရွေးချယ်နိုင်ခဲ့လဲဆိုတော့မောရှေကယုံကြည်ခြင်းရှိလို့ဖြစ်တယ်ဖာရောမင်းကိုယုံတာထက်သူကဖျားကိုယုံကြည်ခြင်းပို့ပြီးတော့များခြင်းဖြစ်တယ်ဖာရောဘုရင်ရဲ့အမိန့်အာဏာတွေကိုနာခံမဲ့အစားဖျားသခင်ရဲ့နှုတ်ကပတ်တော်ကျမ်းစာထဲမှာရှိတဲ့အရာများယုံကြည်ခြင်းဖခင်များရဲ့ယုံကြည်ခြင်းများကိုသူကပို့ပြီးတော့ရွေးချယ်လာခြင်းဖြစ်တယ်ဆိုပြီးတော့ဒီမှာကျွန်တော်တွေးရပါတယ်အဲ့ဒါကြောင့်ပထမအချက်အနေနဲ့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာအောင်မြင်မှုတစ်ခုရဖို့တိုးတက်မှုတစ်ခုရဖို့ဘဝရဲ့အဆင့်အတန်းတစ်ခုကိုရောက်ရှိနိုင်ဖို့ပထမဦးဆုံးအချက်ကဘာလဲဆိုတော့ကျွန်တော်တို့ညင်းပယ်ရမယ်မကောင်းတဲ့အရာတွေကိုကျွန်တော်ညင်းရမယ်အဲ့ဒီညင်းပယ်ရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီမှာဆက်ပြောရမယ်ဆိုရင်ဒီကမ္ဘာပေါ်မှာရှိတဲ့လူတော်တော်များများတင့်ပတ်ဝန်းကျင်မှာရှိတဲ့တငယ်ချင်းများပဲဖြစ်ဖြစ်လူတော်တော်များများကခင်များကိုတတ်မှတ်ထားတဲ့စံချိန်စံနှုန်းတွေရှိပါလိမ့်မယ်လူတကာကခင်များကိုပြောကြပါလိမ့်မယ်ဒီလူဟာချမ်းသာနိုင်မဲ့သူမဟုတ်ဘူးဒီလူဟာအောင်မြင်နိုင်မဲ့လူမဟုတ်ဘူးဒီလူဟာအထွတ်အထိပ်ကိုရောက်နိုင်မဲ့လူမဟုတ်ဘူးဆိုပြီးတော့လူတကာရဲ့တတ်မှတ်ခြင်းကိုခင်များခံရပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့သိရမယ့်အချက်ကဘာဖြစ်လဲဆိုတော့တင်းရဲ့ဘဝတိုးတက်ဖို့တင်းဘဝအခြေအနေတစ်ခုရောက်ဖို့တင်းရဲ့ဘဝမှာအဆင့်အတန်းမြင့်မြင့်နဲ့နေထိုင်ဖို့တင်းရဲ့ဘဝအောင်မြင်ခြင်းရဖို့ဆိုတာတင်းပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့တတ်မှတ်ချက်လူတွေရဲ့ဆုံးဖြတ်ချက်နဲ့ခင်ဗျာအသက်ရှင်တာမဟုတ်ဘူးဆိုတာခင်ဗျာသိရမှာဖြစ်ပါတယ်တင်းရဲ့ဘဝရှိအနာဂတ်မှာတင်းဘယ်လိုဖြစ်လာမလဲဘယ်လိုလူမျိုးဖြစ်လာမလဲဘယ်လောက်အောင်မြင်မလဲဘယ်လိုကြီးပွားမလဲဆိုတာတတ်မှတ်တာကဖရားပဲဖြစ်ပါတယ်တင်းရဲ့ပတ်ဝန်းကျင်ကခင်ဗျားကိုတတ်မှတ်တာမဟုတ်ဘူးပတ်ဝန်းကျင်ရဲ့ပြောဆိုမှုတွေကြောင့်ခင်ဗျားဖြစ်လာတာမဟုတ်ဘူးခင်ဗျားရဲ့အောင်မြင်ခြင်းဟာသူတို့ပြောတဲ့အတွက်ကြောင့်ခင်ဗျားအောင်မြင်မှာမဟုတ်ဘူးသူတို့ပြောတဲ့အတွက်ကြောင့်ခင်ဗျားကြရှုံးမှာမဟုတ်ဘူးခင်ဗျားရဲ့အသက်တာဟာ 100% ဖရားသခင်တင့်ကိုဘာပြောလဲဆိုတဲ့အရာပေါ်မှာမူတည်တယ်ဆိုတာခင်ဗျားဒီနေ့သိရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဘဝမှာသူများပြောလို့ကျွန်တော်ဒီလိုဖြစ်တယ်ဆိုတာမဟုတ်ဘူးသူများပြောတဲ့အရာကခင်ဗျားနဲ့ဘာမှမဆိုင်ဘူးဖရားသခင်တင့်ကိုပြောတဲ့အရာဟာတင့်ရဲ့ဘဝဖြစ်ပါတယ်သူများပြောတဲ့အရာဟာတင့်ရဲ့ဘဝမဟုတ်ဘူးဆိုတာခင်ဗျားကောင်းကောင်းခွဲခြားနိုင်မယ်ဆိုရင်ခင်ဗျားရဲ့ဘဝမှာပျော်ရွှင်ငြိမ်သက်ခြင်းကိုရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာလူတော်များများကသူများရဲ့ပြောတဲ့အတန်တွေသူများကဲ့ရဲ့ပြစ်တင်တဲ့အတန်တွေကြောင့်လူတော်များများဟာစိတ်ညစ်ပြီးတော့စိတ်ဆင်းရဲပြီးတော့ကိုတတ်တည်တဲ့လူတွေလည်းအများကြီးရှိပါတယ်အဲ့ဒီဟာကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒီနေ့ခင်ဗျားရဲ့အသက်တာကိုဖြစ်စေတဲ့သူခင်ဗျားရဲ့အောင်မြင်မှုကိုဖြစ်စေတဲ့သူခင်ဗျားရဲ့ဘဝမှာအောင်မြင်ခြင်းပေးနိုင်မဲ့သူဆိုတာဖရားပဲဖြစ်ပါတယ်တင်းရဲ့ပတ်ဝန်းကျင်မှာဘယ်သူကဘာပဲပြောသူတို့ပြောတာနဲ့ကိုဘာမှအများဘဝနဲ့ဘာမှမပတ်သက်ဘူးဆိုတာခင်ဗျားဒီနေ့ကောင်းကောင်းသိရှိနိုင်မယ်ဆိုရင်ဖရားသခင်အပေါ်မှာတင်းရဲ့ယုံကြည်ခြင်းပို့ပြီးတော့တိုးလာမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မောရှေကလည်းသူ့ရဲ့တက်တာမှာသူကဖရားသခင်ကိုရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်ဖာရောဘုရင်ကလည်းမောရှေကိုဘာပြောလဲဆိုတော့မင်းဒီနန်းတော်ထဲမှာနေမယ်ဆိုရင်မင်းချမ်းသာမယ်လူလေသေးမရှိဘူးမင်းရဲ့လူတွေဟိုမှာစင်းရဲနဲ့အလုတ်နေကြတဲ့လူတွေနဲ့ခင်ဗျားမတူဘူးဘာမှလှုပ်ဆံမလို့ဘူးမင်းကအိမ်ရှိမင်းသားဖြစ်တယ်နောက်တစ်ချိန်ကျရင်မင်းဘုရင်ဖြစ်လာမဲ့သူဆိုပြီးတော့ဖာရောမင်းကမောရှေကိုအဲ့လိုတတ်မှတ်ထားပါတယ်သူဘုရင်ဖြစ်လာမယ်ချမ်းသာတဲ့သူဖြစ်လာမယ်အဲ့ဒါဖာရောမင်းကမောရှေကိုပြောတဲ့စကားဒါပေမဲ့ဒီပတ်ဝန်းကျင်မှာလူတယောက်ကခင်ဗျားကိုအဲ့လိုလာပြောမယ်ဆိုတော့ခင်ဗျားဒီနေ့ဘာကိုရွေးချယ်မလဲ American သမ္မတ Donald Trump ကမင်းကရဲ့ White House ထဲကိုလာပြီးတော့အလုပ်ပါဆိုရင်တော့လူတွေကကြိတ်တိုးအလုပ်ချင်တဲ့လူတွေတော်တော်များလိမ့်မယ်ဒါပေမဲ့မောရှေရဲ့အသက်တာကိုကျွန်တော်ရှိမယ်ဆိုရင်သူဘုရင်ဖြစ်နိုင်တဲ့အခြေအနေမှာရှိတယ်သူ့မှာလိုလေသေးမရှိဘူးသူ့မှာအသက်ပင်ရအားလုံးကိုသူက Egypt နိုင်ငံရဲ့အကောင်းဆုံးကျောင်းမှာသူကစီးပူးခဲ့တယ်သူ့မှာငွေကြေးတနလုံးဝမလိုဘူးသူအဲ့လိုဆက်နေမယ်ဆိုရင်သူ့ရဲ့ဘဝအရှိရေးဟာတော်တော်လေးကောင်းတယ်ဒါပေမဲ့သူ့ရဲ့ဘဝမှာသူဘာရွေးချယ်ခဲ့လဲဆိုတော့ဘုရားသခင်ရဲ့မျက်မှောက်တော်ကိုရှာပြီးဘုရားသခင်ရဲ့စိတ်တော်နဲ့ထိတွေ့ပြီးတော့ယုံကြည်ခြင်းတိုးမြင့်ပြီးတော့ဘုရားသခင်နဲ့အမြဲတမ်းရှောက်လန်းခြင်းနဲ့မောရှေ
ရဲ့ဆုံးဖြတ်ချက်ကမောရှေဟာဘယ်လိုလူလဲဆိုတာဖြစ်စေခဲ့ပါတယ်မောရှေရဲ့ဆုံးဖြတ်ချက်မှန်ခဲ့တဲ့အတွက်ကြောင့်သူဖျားသခင်နဲ့ရှောက်လန်းခဲ့တယ်ဖျားသခင်ချစ်တဲ့သူတရားဖြစ်လာခဲ့တယ်ဖျားသခင်ရဲ့လူ6သိန်းကျော်တဲ့လူပမာဏကိုဦးဆောင်ပြီးတော့အီဂျစ်နိုင်ငံကနေပြီးတော့ထုတ်ဆောင်ပြီးတော့ဖျားသခင်ရဲ့လူတွေနဲ့စင်းစင်းရဲမွဲသိပြီးတော့နေခဲ့ပေမဲ့သူကဘာကိုတွေ့ရှိခဲ့လဲဆိုတော့ဖျားသခင်ကဘယ်လောက်ကြီးကျယ်တဲ့ဖျားဖြစ်တယ်ဖျားသခင်ရဲ့နိုင်ငံတော်ဟာဘယ်လောက်ကြီးကျယ်လဲဖျားသခင်ရဲ့နိုင်ငံတော်ဟာအီဂျစ်နိုင်ငံထက်အဆထောင်ပေါင်းများစွာပိုပြီးတော့ကောင်းတဲ့နိုင်ငံဖြစ်တယ်သူ့ရဲ့ရည်မှန်းချက်ကအီဂျစ်နိုင်ငံမဟုတ်ဘဲနဲ့သူ့ရဲ့ဆုံးဖြတ်ချက်သူ့ရဲ့ရွေးချယ်မှုကဘာဖြစ်သွားလဲဆိုတော့ဖျားသခင်ပဲဖြစ်သွားတယ်အီဂျစ်နိုင်ငံထက်ဖျားသခင်ရဲ့နိုင်ငံတော်ကိုသူကရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဘဝမှာပထမအဆုံးအချက်အနေနဲ့ကျွန်တော်တို့ငင်းပယ်ဖို့လိုတယ်မဟုတ်တဲ့အရာတွေကျွန်တော်တို့ဘဝကိုပြတ်စေမယ့်အရာတစ်ခုခုရှိမှဆိုရင်ကျွန်တော်တို့ငင်းပယ်ရမယ်ကျွန်တော်တို့ဘဝအသက်တာမှာကျွန်တော်တို့ရဲ့ဘဝကိုဆုပ်ယုပ်စေမယ့်အရာတစ်ခုခုဆိုရင်တော့ကျွန်တော်ငင်းပယ်ရမယ်ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာကိုဆုပ်ယုပ်စေမယ့်အရာတစ်ခုခုလောကရဲ့ချမ်းသာမှုပဲဖြစ်ဖြစ်ငွေကြေးတနာပဲဖြစ်ဖြစ်အဲ့ဒီဟာတွေကကျွန်တော်တို့ကိုချင်းကပ်လာမယ်ဆိုရင်ကျွန်တော်တို့ငင်းပယ်ရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဓာတွေအားလုံးထက်ပိုပြီးတော့တန်ဖိုးရှိတဲ့ဘုရားသခင်ရဲ့နိုင်ငံတော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဘုရားသခင်ရဲ့ဘုန်းတကူတော်ဆိုတာကျွန်တော်တို့ရဲ့အသက်တာမှာအလိုအဆုံးကျွန်တော်တို့ဘဝအသက်တာမှာအဲ့ဓာတွေလောက်ပိုပြီးတော့အရေးကြီးတဲ့ဟာမရှိဘူးဆိုတာကျွန်တော်သိရှိမယ်ဆိုရင်ကျွန်တော်ပတ်ဝန်းကျင်မှာလာမဲ့စုံစမ်းနှောက်ယှက်ခြင်းတွေငွေကြေးတနာနဲ့ကျွန်တော်တို့ကိုဖျားယောင်းပြီးတော့အထွတ်ထိပ်တနေရာမှာတင်ရောက်ရှိနိုင်ပါလိမ့်မယ်ခင်ဗျားရဲ့အသက်တာမှာငွေကြေးတနာနဲ့ဖျားယောင်းခြင်းခံရပြီးတော့ချမ်းသာမဲ့လူတယောက်ဩဇာအာဏာတော်ကြီးမဲ့လူတယောက်ဒီကဘာပေါ်မှာခင်ဗျားဖြစ်နိုင်ပါလိမ့်မယ်ဒါပေမဲ့မောရှေကအဲ့ဓာတွေကိုအားလုံးညှင်းပယ်ခဲ့တယ်လောကဒနာစီးစိမ်ကို तू ကညှင်းပယ်တယ်လောကရဲ့အဆင့်အတန်းကို तू ကညှင်းတယ်လောကရဲ့ဘရင်အိမ်ကို तू ကညှင်းပယ်ခဲ့တယ်ဒါမဲ့ तू ကဘာကိုရွေးချယ်ခဲ့လဲဆိုတော့ဖျားသခင်ရဲ့နိုင်ငံတော်ကို तू ကရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်သူ့ရဲ့ရွေးချယ်မှုကမောရှေကဘယ်လိုလူမျိုးဘယ်လိုလူတန်းစားလဲဆိုတာဖြစ်စေခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ဖျားသခင်ကိုကျွန်တော်တို့ဒီနေ့ရှာရမယ်ဖျားသခင်ကိုကျွန်တော်ရွေးချယ်ရမယ်လောကမှာရှိတဲ့အရာတွေကိုညှင်းပယ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်ဟေဘရဲခန်းကြီး7ငွေ24ထဲမှာမောရှေကညှင်းလိုက်တယ်ဖာရောဘုရင်ရဲ့စီးစိမ်ဥစ္စာဖာရောဘုရင်ရဲ့ကြွယ်ဝမှုဖာရောဘုရင်ကပေးနိုင်တဲ့ဂုဏ်တည်ချက်တည်တွေကို तू ကညှင်းပယ်ခဲ့တယ်ဆိုပြီးတော့ဒီမှာရေးသားထားပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်ကြည့်မယ်ဆိုရင်မောရှေရဲ့အသက်တာမှာသူကဘယ်လောက်ပဲချမ်းသာဘုရင်ရဲ့အိမ်ထဲမှာနေပြီးတော့ဘုရင်ရဲ့သားတော်ကဲလို့ तू ကနေခဲ့ပေမဲ့သူကဘာကိုသိရှိလဲဆိုတော့ဒီဘရင်ရဲ့အိမ်ဘရင်ရဲ့စီးစိမ်ဘရင်ရဲ့ကြွယ်ဝချမ်းသာမှုဟာသူနဲ့မဆက်ဆိုင်ဘူးသူနဲ့ဘာမှမဆိုင်ဘူးဆိုတဲ့အရာကိုသူကသိရှိသွားခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဘဝမှာဘာသိရှိရမလဲဆိုတော့ကျွန်တော်ဟာဘာလဲကျွန်တော်ဟာဘယ်သူနဲ့ဆိုင်လဲကျွန်တော်ဟာဘယ်သူနဲ့မဆိုင်ဘူးလဲဆိုတဲ့အရာကိုကျွန်တော်သိရှိဖို့အရန်လိုအပ်ပါတယ်ကျွန်တော်တို့ခရိယန်ဖြစ်လာတဲ့အခါကျတော့ဘုရားသခင်ရဲ့သားသမီးဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့ဟာဘာနဲ့ဆိုင်လဲဆိုတော့ကျွန်တော်တို့သိရှိရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘဝဟာလောကစီးစိမ်နဲ့မသက်ဆိုင်ပါဘူးကျွန်တော်တို့ရဲ့ဘဝဟာကြွယ်ဝချမ်းသာမှုနဲ့မသက်ဆိုင်ပါဘူးဒီလောကကြွယ်ဝချမ်းသာမှုဒီလောကမှာရှိတဲ့ဂုဏ်အသရေဒီလောကမှာရှိတဲ့ဘရင်အဆင့်အတန်းဒီလောကနဲ့ကိုလုံးဝမသက်ဆိုင်ခြင်းဖြစ်ပါတယ်အဲ့ဒါကိုမောရှေကကောင်းကောင်းသိရှိနားလည်တဲ့အခါကျတော့သူ့ရဲ့အသက်တာမှာ तू ရွေးချယ်ရမယ့်အချိန်ခါကျတော့ तू ကအဲ့ဓာတွေကိုမရွေးချယ်ပဲနဲ့သူနဲ့တကယ်သက်ဆိုင်တဲ့ဘုရားသခင်ကို तू ကရွေးချယ်ခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်ဒီနေ့စဉ်းစားဖို့လိုပါတယ်တခါတလေကြတော့ဒီလောကမှာရှိတဲ့ဘုရားသခင်ရဲ့သားသမီးတွေကကျွန်တော်တို့ဟာဒီကဘာကြီးနဲ့သက်ဆိုင်တယ်ဆိုပြီးတော့ကျွန်တော်ထင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဘဝမှာအိမ်ဘယ်နှလုံးပွဲနိုင်မလဲကားဘယ်နှစီးဝယ်နိုင်မလဲတိုက်ဘယ်နှထပ်ဆောင်နိုင်မလဲဆိုပြီးတော့စဉ်းစားပြီးတော့အကြံထုတ်ပြီးတော့ဘုရားသခင်နဲ့သက်ဆိုင်ဖို့ရအကြောင်းတွေကိုကျွန်တော်မရှာတော့ဘူးငွေကြေးချမ်းသာဖို့ကျွန်တော်တို့အချိန်တွေကိုအများကြီးသုံးကြတယ်လောကမှာအိမ်ဘယ်နှလုံးပိုင်ဆိုင်ဖို့ကျွန်တော်တို့အလုပ်တွေအများကြီးလုပ်ကြတယ်ကားဘယ်နှစီးပိုင်ဖို့ကျွန်တော်တို့အလုပ်တွေအများကြီးလုပ်ကြတယ်ဒါပေမဲ့အဲ့ဓာတွေဟာကျွန်တော်တို့ရဲ့မသက်ဆိုင်ကြောင်းကျွန်တော်တို့မသိရှိခြင်းဖြစ်ပါတယ်မောရှေကအဲ့ဓာတွေနဲ့ तू ကလုံးဝမသက်ဆိုင်ခြင်း तू သိရှိတဲ့အခါကျတော့ तू အဲ့ဒီနန်းတွင်းမှာရှိတဲ့အရာတွေကို तू ဆွန့်လွတ်ခဲ့တယ်နန်းတွင်းမှာရှိတဲ့သူ့ရဲ့ယာထူးယာခံတွေကိုလည်း तू ဆွန့်လွတ်ခဲ့တယ်နန်းတွင်းမှာ तू ဘယ်လောက်ပဲ luxury ကားတွေနဲ့ဘယ်လောက်ပဲနေနန်းတွင်းထဲမှာ तू ဘယ်လောက်ပဲပျော်ပါနေပလေစေနန်းတွင်းထဲမှာ तू အစားတောက်အစုံ तू စားတောက်နိုင်ပေမဲ့ तू အဲ့ဒါအနေနဲ့သူ့ရဲ့ဘဝဟာလုံးဝမသက်ဆိုင်ကြောင်း तू သိရှိတဲ့အခါကျတော့ तू အဲ့ဒါတွေကိုစွန့်ပစ်ပြီးတော့သူ့ရဲ့လူမျိုးတွေနဲ့ तू ကလာနေပြီးတော့ဖျားသခင်ရဲ့မျက်မှောက်တော်ကိုလာရောက်ရှာဖွေခြင်းဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ဘဝမှာဒီအချိန်မှာကျွန်တော်တို့ဘာကိုသိရမလဲဆိုတော့သင်ဟာဘာလဲ
တင်ဟာဘသူနဲ့သက်ဆိုင်လဲတင်ဟာဒီလောကနဲ့မသက်ဆိုင်ကြောင်းတင်ဟာဖျားသခင်ရဲ့သားဖြစ်တယ်တင်နဲ့သက်ဆိုင်တဲ့နေရာဟာဒီလောကရဲ့အိမ်မဟုတ်ဘူးဒီလောကရဲ့ချမ်းသာခြင်းမဟုတ်ဘူးဒီလောကရဲ့အရာပစ္စည်းတွေမဟုတ်ဘဲနဲ့ခင်များနဲ့သက်ဆိုင်တဲ့အရာတွေဟာကောင်းကင်စည်းစိမ်ဖျားသခင်ရဲ့နေရာဖျားသခင်ပေးမဲ့အိမ်တော်ဖျားသခင်ပေးမဲ့ချမ်းသာကြွယ်ဝမှုဖြစ်တယ်ဆိုတာခင်များဒီနေ့သိရှိဖို့လိုအပ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝမှာသင်ဟာဘသူဖြစ်လဲသင်ဟာဘသူနဲ့သက်ဆိုင်လဲသင်ဟာဘယ်နေရာနဲ့ဆိုင်လဲသင်ဟာဘသူနဲ့တွားရမလဲသင်ရဲ့ဘဝမှာဘာကိုလုပ်ရမလဲသင်ရဲ့ဘဝမှာဘာကိုဦးစားပေးပြီးတော့လုပ်ရမလဲဆိုတာသင်ဒီနေ့သိရှိဖို့အရန်လိုအပ်ပါတယ်မောရှေကအဲ့ဓာတွေအားလုံးကိုသူသိရှိပြီးတဲ့အခါကျတော့သူဒီနန်းတွင်းကိုစွန့်ပစ်ခဲ့တယ်နန်းတွင်းမှာရှိတဲ့ချောချောလာလာမိန်းကလေးတွေကိုသူကစွန့်ပစ်ခဲ့တယ်နန်းတွင်းမှာရှိတဲ့စီးစိမ်တွေကိုသူစွန့်ပစ်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဘဝမှာဒီဟာတွေနဲ့သူ့ရဲ့ဘဝလုံးဝမသက်ဆိုင်ကြောင်းသူနဲ့သက်ဆိုင်တဲ့သူဟာဖျားသခင်ဒီကပါစက်တာဝရာတစ်ခုလုံးကိုဖန်ဆင်းတဲ့ဖျားသခင်ဖြစ်တယ်ဖျားသခင်ရဲ့အိမ်တော်နဲ့သူကသက်ဆိုင်တဲ့ကောင်းကင်နိုင်ငံနဲ့သူသက်ဆိုင်တဲ့ဆိုတဲ့အရာကိုသူသိရှိတဲ့အခါကျတော့ဒီနန်းတွင်းရဲ့စီးစိမ်ချမ်းသာမှုကိုသူစွန့်ပစ်ပြီးတော့ဖျားသခင်နဲ့တွားဖို့သူ့ရဲ့လူမျိုးနဲ့စင်းစင်းရဲရဲချို့တဲ့ပြီးတော့သူနေဖို့ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့ဘဝသက်တာမှာခင်များဘယ်သူနဲ့သက်ဆိုင်လဲဆိုတာခင်များဒီနေ့သိရမှာဖြစ်ပါတယ်ခင်များဘယ်သူနဲ့တွားရမလဲခင်များဘယ်သူနဲ့အသက်ရှင်ရမလဲခင်များဘယ်နေရာမှာနေရမလဲဆိုတာခင်များဒီနေ့သိရှိဖို့လိုပါတယ်ဖျားသခင်ရဲ့သားသမီးဖြစ်တဲ့သူတွေဟာဖျားသခင်နဲ့တွားရမှာဖြစ်ပါတယ်ဖျားသခင်ရဲ့မျက်မှောက်တော်ကိုကျွန်တော်တို့တိုးဝင်ရမှာဖြစ်ပါတယ်ဖျားသခင်ရဲ့သားသမီးတွေဟာလောကစည်းစိမ်နဲ့ကျွန်တော်တို့မသက်ဆိုင်ဘူးလောကစည်းစိမ်နဲ့မသက်ဆိုင်ဘူးဖျားသခင်ရဲ့သားသမီးတွေဟာလောကအိမ်တွေနဲ့မသက်ဆိုင်ဘူးဖျားသခင်ရဲ့သားသမီးတွေဟာလောကဒနစည်းစိမ်ကြွယ်ဝမှုတွေနဲ့ကျွန်တော်တို့မသက်ဆိုင်ဘူးကျွန်တော်တို့နဲ့သက်ဆိုင်တဲ့အရာဟာကျွန်တော်တို့နဲ့သက်ဆိုင်သူကဘယ်သူလဲဆိုတော့ဖျားသခင်ယေရှုဖျားပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဖျားသခင်ကိုကျွန်တော်တို့နေ့တိုင်းရှာဖွေရမှာဖြစ်ပါတယ်မောရှေကဲ့သို့ကျွန်တော်တို့တိုးဝင်မယ်ဖျားသခင်ကိုချင်းကပ်မယ်ဖျားသခင်နဲ့သက်ဆိုင်ကြောင်းကျွန်တော်တို့ရဲ့ဘဝကိုကျွန်တော်ပြဖို့ဒီနေရာမှာအရန်ရေးကြည့်တဲ့အကြောင်းကျွန်တော်ဆက်ပြီးတော့ပြောချင်ပါတယ်ဒီဘဝအသက်တာမှာကျွန်တော်နေထိုင်တဲ့အခါကျတော့ဒီလောကရဲ့စီစဉ်လောကရဲ့ဒဏနာမည်ကြော်ကြားမှုတွေကကျွန်တော်တို့ကိုဖုံးလွှမ်းတတ်ပါတယ်။တခါတလေကျတော့ကျွန်တော်တို့ဆယ်လီတွေဖြစ်ခြင်းတယ်။တခါလေကျတော့နာမည်ကြီးတဲ့မင်းသားဖြစ်ခြင်းတယ်။နာမည်ကြီးတဲ့အဆိုတော်ဖြစ်ခြင်းတယ်။ဒီလောကရဲ့အရာတွေကကျွန်တော်တို့ကိုလွှမ်းမိုးတဲ့အခါကျတော့ကျွန်တော်တို့ရဲ့ရွေးချယ်မှုကဖျားမဟုတ်ဘဲနဲ့လောကရဲ့ချမ်းသာမှုကြွယ်ဝမှုနာမည်ကြီးမှုတွေကိုကျွန်တော်တို့ကရွေးချယ်ခြင်းတတ်ကြပါတယ်။ဒါပေမဲ့အဲ့ဓာတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်အဲ့ဓာတွေဟာဘယ်ကနေစလာလဲဆိုတော့မာနထောင်လွှမ်းခြင်းကြောင့်ဖြစ်ပါတယ်။မာနထောင်လွှမ်းခြင်းကြောင့်ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့တငယ်ချင်းတွေကျွန်တော်တို့ရဲ့မိသားစုကျွန်တော်အတိုင်းဝိုင်းထဲကနေပြီးတော့ကျွန်တော်ပို့ပြီးတော့နာမည်ကြီးခြင်းနဲ့သူတို့တွေထက်ကျွန်တော်ပို့ပြီးတော့ပညာတတ်ခြင်းနဲ့သူတို့တွေထက်ကျွန်တော်ပိုက်ဆံပို့ပြီးတော့ချမ်းသာခြင်းနဲ့သူတို့အိမ်တစ်လုံးရှိရင်ငါအိမ်နှလုံးရှိရမယ်သူတို့အိမ်နှလုံးရှိရင်ငါအိမ်သုံးလုံးရှိရမယ်သူတို့ကားတစ်စီးရှိရင်ငါကားနှစ်စီးရှိရမယ်ဆိုတဲ့မာနတွေတက်လာတဲ့အခါကျတော့ကျွန်တော်တို့ကဘာရဲ့အကြီးကျွန်းဖြစ်သွားလဲဆိုတော့မာနရဲ့အကြီးကျွန်းဖြစ်သွားတယ်မာနတက်လာတဲ့အခါကျတော့ကျွန်တော်တို့အိမ်နှလုံးမပိုင်အောင်အိမ်သုံးလုံးမပိုင်အောင်ကားနှစ်စီးမပိုင်အောင်အိမ်အထက်ဆယ်ထပ်ပိုင်အောင်ဆိုပြီးတော့ကျွန်တော်တို့အလုပ်တွေလုပ်တယ်အချိန်ကိုကောင်းသုံးတယ်လောကမှာကျွန်တော်တို့နာမည်ကြီးအောင်သူများထက်ချမ်းသာအောင်ဆိုပြီးတော့အချိန်ကိုလူပြီးတော့အသက်ရှင်တယ်ဒါပေမဲ့ကျွန်တော်တို့ဖျားသခင်နဲ့အသက်ရှင်ဖို့မေ့တတ်ကြပါတယ်အဲ့ဒီဟာတွေဟာမကောင်းဘူးမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ဘဝမှာဖျားသခင်နဲ့ပင်နနာကြီးထိတွေ့တယ်ဒီနေ့သင်ဘဝမှာသင်ဘာကိုဆုံးဖြတ်ရမလဲဆိုတော့သင်ဟာဖျားသခင်ရဲ့အသားသမီးဖြစ်တယ်သင်ဟာဒီလောကရဲ့အရာတွေနဲ့သင်မသက်ဆိုင်ဘူးဖျားသခင်နဲ့ရှောက်လာရမယ်ဖျားသခင်နဲ့အချိန်ယူရမယ်သင်တနေ့ကိုဖျားသခင်နဲ့ဘယ်နှနာရီအချိန်ယူလဲဖျားသခင်ကိုတင်းရဲ့အချိန်ဘယ်နှနာရီပေးလဲလောကမှာရှိတဲ့ပစ္စည်းဒနာအိမ်တွေတိုက်တွေကားတွေကိုပိုင်ဆိုင်ဖို့အချိန်10နာရီလောက်အသုံးချပြီးတော့ဖျားသခင်အတွက်တင်းရဲ့အချိန်9မိနစ်10မိနစ်တနာရီလောက်အသုံးမချဘူးဆိုရင်တော့ခင်ဗျားရဲ့အသက်တာဟာပြောင်းလဲဖို့တော်တော်လေးကိုလိုအပ်တယ်ဆိုတာကျွန်တော်ဒီကနေပြောပြချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တင်းရဲ့ဘဝမှာဖျားသခင်နဲ့အချိန်ဖြုံးဖို့တဲ့ခင်ဗျားမာနကြေးကျွန်ဖြစ်သွားတဲ့အတွက်ကြောင့်အိမ်ဘယ်နှလုံးပိုင်ရမလဲကားဘယ်နှစီးပိုင်ရမလဲဆိုတဲ့အရာပေါ်မှာခင်ဗျားရဲ့ဘဝနစ်မြုပ်သွားတဲ့အတွက်ကြောင့်ဒီနေ့ခင်ဗျားဘယ်သူလဲခင်ဗျားဘယ်သူသားလဲခင်ဗျားဘယ်နေရာနဲ့ဆိုင်လဲဆိုတာဒီနေ့တင်းရဲ့ဆုံးဖြတ်ချက်ကတော်တော်ရေးကြီးတယ်ဒီနေ့တင်းဘာကိုဆုံးဖြတ်မလဲတင်းဘယ်သူနဲ့ဆိုင်ခြင်းလဲဒီလောကရာနဲ့ဆိုင်ခြင်းလားဖျားနဲ့ဆိုင်ခြင်းလားမောရှေကတော့
ဖျားနဲ့ဆိုင်ခြင်းတဲ့အတွက်ကြောင့်ဒီဖာရောမင်းရဲ့စီးစိမ်ဥစ္စာတွေကိုစွန့်ပစ်ပြီးတော့ဖျားသခင်နဲ့အတူသွားဖို့ဆင်းရဲခံတဲ့အငတ်ခံတဲ့လူများဆဲခြင်းကိုခံရတယ်စတွေးထွေးခြင်းကိုခံရတယ်ကဲ့ရဲ့ပြစ်တင်ရှုတ်ချမှုကိုသူခံမယ်ဆိုပြီးတော့သူဖျားသခင်နဲ့ဆိုင်တဲ့အရာကိုသူကပြသသွားခြင်းဖြစ်ပါတယ်။တင်းရဲ့ဘဝမှာတင်းဘယ်သူနဲ့ဆိုင်လဲဆိုတာဒီနေ့ခင်ဗျားပြသဖို့အချိန်ရောက်နေပါပြီ။ခင်ဗျားဟာဖျားသခင်နဲ့သက်ဆိုင်တဲ့သူဖြစ်တယ်။ဖျားသခင်ကတင့်ကိုအမြဲတမ်းစောင့်မျှော်နေတယ်။ဒီလောကမှာခင်ဗျားရဲ့မာနကြောင့်မာနရဲ့ကြေးကျွန်ဖြစ်သွားတဲ့နေ့ဟာခင်ဗျားကြာရှုံးတဲ့နေ့ဖြစ်ပါတယ်။ဒီနေ့ဖျားသခင်ရဲ့ကြေးကျွန်ဖြစ်ဖို့ဆုံးဖြတ်ရမှာဖြစ်ပါတယ်။မာနရဲ့ကြေးကျွန်ကြောင့်လူတကာကိုပြိုင်ဆိုင်ခြင်းနဲ့မာနရဲ့ကြေးကျွန်ကြောင့်သူများကိုပြိုင်ဆိုင်ခြင်းနဲ့သူများအပေါ်တက်စီးခြင်းနဲ့သူများထက်ပိုပြီးတော့တာခြင်းနဲ့သူများထက်ပိုပြီးတော့နာမည်ကြီးခြင်းနဲ့ဒါဟာလောကကိုချစ်တဲ့သူတွေလုပ်တဲ့အလုပ်ဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ဟာလောကချစ်တဲ့သူတွေမဟုတ်ဘူး။ဖျားသခင်ကိုချစ်တဲ့သူတွေဖြစ်ပါတယ်။ဖျားသခင်ရဲ့နိုင်ငံတော်ကိုချစ်တဲ့သူဖြစ်ပါတယ်။ဖျားသခင်နဲ့နေခြင်းတဲ့သူဖြစ်ပါတယ်။အဲဒါကြောင့်ဒီမာနတွေကိုကျွန်တော်တို့ချိုးဖျက်ပြီးတော့ဖျားသခင်ရဲ့သားသမီးဖြစ်ကြောင်းကျွန်တော်တို့ဒီနေ့ပြသရမှာဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်ပြောချင်ပါတယ်။ယောမအခန်းကြီး7အငယ်1ထဲမှာဘယ်လိုပြောထားလဲဆိုတော့လောကရဲ့အစည်းစိမ်လောကရဲ့အရာတွေကတင့်ကိုမမုန်းမာစေမိအကြောင်းတင့်ကိုမဖုံးအုပ်စေမိအကြောင်းလောကရဲ့အရာတွေလောကရဲ့စည်းစိမ်ဥစ္စာလောကဒနာပစ္စည်းဥစ္စာတွေကတင့်ကိုမလွမ်းမိုးစေမိအကြောင်းတင့်ကိုဘသူကပို့ပြီးတော့လွမ်းမိုးရမလဲဆိုတော့ဘုရားသခင်ကတင့်ရဲ့အသက်တာကိုလွမ်းမိုးစေမိအကြောင်းဘုရားသခင်ကတင့်ရဲ့ယုံကြည်ခြင်းဘုရားသခင်ကတင့်ရဲ့စင်ဆိုင်ခြင်းအားလုံးကိုလွမ်းမိုးစေမိအကြောင်းဘုရားသခင်ကတင့်ရဲ့ဘဝတစ်ခုလုံးကိုပိုင်ဆိုင်တဲ့အကြောင်းခင်ဗျားဒီနေ့သိရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကတင့်ကိုပိုင်တဲ့အတွက်ကြောင့်တင့်အတွက်ရည်ရွယ်ချက်အများကြီးရှိတယ်။ဘုရားသခင်ကိုတင်ဒီနေ့ယုံကြည်လိုက်မယ်ဆိုရင်ဘုရားသခင်နဲ့ဒီနေ့အတူသွားမယ်ဆိုရင်ဘုရားသခင်ကတင့်အတွက် plan နဲ့အများကြီးရှိတယ်။ဘုရားသခင်ကတင့်ကိုဖြစ်စေခြင်းနဲ့လမ်းတွေဟာသူခင်းထားပြီးဖြစ်ပါတယ်။ဒါပေမဲ့တင်ဒီနေ့ဘုရားသခင်ကိုမချစ်ဘဲနဲ့ဘုရားသခင်ရဲ့လူဖြစ်ကြောင်းခင်ဗျားမသိပဲနဲ့ဒီလောကရဲ့လူဖြစ်ကြောင်းခင်ဗျားဒီနေ့ဆက်ပြီးတော့ဝန်ခံမယ်ဆိုရင်ဘုရားသခင်ကတင့်အတွက်ဘာမှလုပ်ပေးနိုင်မှာမဟုတ်ပါဘူး။မောရှေကဲ့သို့ဘုရားသခင်ကိုကိုးစားပြီးတော့ဘုရားသခင်ဘက်မှာလမ်းလာပြီးဘုရားသခင်ကိုကိုးစားမယ်။တင်ဟာဘုရားသခင်ရဲ့လူဖြစ်ကြောင်းဘုရားသခင်ရဲ့အချစ်တော်ဖြစ်ကြောင်းခင်ဗျားသိရှိလာတဲ့အခါကျတော့ဘုရားသခင်ကတင့်ရဲ့ဘဝအတ္တအားလုံးကိုတာဝန်ယူသွားမှာဖြစ်ပါတယ်။ယောမအခန်းကြီး7ထဲမှာဘယ်လိုပြောထားလဲဆိုတော့ဘုရားသခင်ကတင့်အတွက် plan တင့်အတွက်ရည်ရွယ်ချက်အကောင်းဆုံးရှိတယ်ဆိုတာဒီမှာဖော်ပြထားပါတယ်။ဒါကြောင့်ခင်ဗျားရဲ့ဘဝတတမှာဘာမှပူပန်ဖို့မလိုဘူး။ဘုရားသခင်ကတင့်ကိုဖန်ဆင်းထားတယ်။ဘုရားသခင်ကတင့်ရဲ့တွေးကြောဘယ်လိုလဲပတ်လဲဆိုတာဘုရားသခင်ကသိတယ်။ဘုရားသခင်ကတင့်ရဲ့စဉ်းစားဉာဏ်တင့်ရဲ့စပင်ဘယ်နှချောင်းရှိလဲဆိုတာသူကရေတွက်ပြီးသားဖြစ်ပါတယ်။ဘုရားသခင်ကတင့်ကိုအယံသိရှိတဲ့အတွက်ကြောင့်သူ့ကိုကိုးစားဖို့ပဲသူကလိုအပ်ပါတယ်။အဲဒါကြောင့်ခင်ဗျားရဲ့ဘဝတတမှာခင်ဗျားရဲ့အချိန်တွေကိုဘုရားသခင်ပေးပါ။နေ့တိုင်းဘုရားသခင်ကိုကိုးစားပါ။နေ့တိုင်းဘုရားသခင်အတွက်အချိန်1နာရီ2နာရီပေးပါ။ကျမ်းစာဖတ်ပါဆုတောင်းပါ။ခင်ဗျားရဲ့အသက်တာမှာကားပိုင်ဆိုင်ဖို့အိမ်ပိုင်ဆိုင်ဖို့အလုပ်10နာရီကြော7နာရီ73နာရီ15နာရီလောက်အလုပ်တစ်ခုနှစ်ခုကိုလုပ်နိုင်ခြင်းဟာခင်ဗျားရဲ့မာနကြောင့်ဖြစ်ပါတယ်။ခင်ဗျားရဲ့ပြိုင်ဆိုင်လိုမှုကြောင့်ဖြစ်ပါတယ်။တင့်ပတ်ဝန်းကျင်ရဲ့ဖြစ်စည်းမှုကြောင့်ခင်ဗျားအဲ့ဓာတွေကိုလှုပ်ခြင်းဖြစ်ပါတယ်။ဒါပေမဲ့ခင်ဗျားအဲ့ဓာတွေကိုလှုပ်နိုင်ပြီးတော့ဘုရားသခင်အတွက်အချိန်နဲ့ဘုရားသခင်နဲ့စကားပြောဖို့အချိန်ဘုရားသခင်နဲ့နဖူးတွေ့ဆုံမဲ့အချိန်ဘုရားသခင်နဲ့အချိန်ယူမဲ့အချိန်ခင်ဗျားဒီနေ့မရှိဘူးဆိုရင်ခင်ဗျားရဲ့ရွေးချယ်မှုကလောကဖြစ်သွားမှာဖြစ်ပါတယ်။လောကစီးစိမ်တွေဖြစ်သွားမှာဖြစ်ပါတယ်။စာတန်ရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ဒီလောကကိုခင်ဗျားရွေးချယ်ခြင်းဖြစ်ပါတယ်။ဒီနေ့ဒီလောကအရာတွေဟာပျက်စီးသွားမယ့်အရာတွေဖြစ်ပါတယ်။ဒီလောကအရာတွေဟာခဏတာတည်မြဲတဲ့အရာဖြစ်ပါတယ်။ဒါပေမဲ့မောရှေကဒီခဏတာတည်မြဲတဲ့အရာတွေကိုမရွေးချယ်ဘဲနဲ့ထာဝရတည်တံ့ခိုင်မြဲတဲ့ထာဝရအသက်ဘုရားသခင်ရဲ့နိုင်ငံတော်ကိုရွေးချယ်ခဲ့တဲ့အတွက်ကြောင့်ဘုရားသခင်ကသူ့အတွက်သူ့ရဲ့ plan တွေကိုပြောပြပြီးတော့ဘုရားသခင်ရဲ့ခေါင်းကြီးကိုသူကခံစားရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ဘဝမှာဖာရောဘုရင်ရဲ့ကြွယ်ဝချမ်းသာမှုကိုသူကစွန့်ပစ်ပြီးတော့ဘုရားသခင်ကိုရွေးချယ်လာတဲ့အခါကျတော့ဘုရားသခင်ကသူ့အတွက် plan အလုံးချထားပေးတယ်။ဘုရားသခင်ကသူ့ရဲ့အစီအစဉ်ကိုသူ့ကိုပြောပြတယ်။ဘုရားသခင်ကသူ့ရဲ့ direction သူသွားမဲ့လမ်းကိုပြောပြတဲ့အခါကျတော့သူအဲ့ဒီအတိုင်းဆက်ပြီးတော့တက်ရှင်တဲ့အခါကျတော့ဘုရားသခင်ရဲ့လမ်းဟာအကောင်းဆုံးလမ်းဘုရားသခင်ရဲ့လမ်းဟာကျွန်တော်တို့ဘဝအသက်တာအတွက်ထာဝရဖြစ်တဲ့အတွက်ကြောင့်မောရှေရဲ့အသက်တာမှာအဲ့ဒီရွေးချယ်မှုကြောင့်ကောင်းကင်နိုင်ငံကိုဆောင်ခြင်းကိုသူကခံစားရရှိခြင်းဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ဘဝမှာဒီနေ့ဘာကိုရွေးချယ်မလဲဒီနေ့ပဲစဖို့လိုပါတယ်။မနေ့ပြန်စမယ်ဆိုပြီးတော့အချိန်ကိုစောင့်မနေပါနဲ့။တပည့်ခါစမယ်ဆိုပြီးတော့အချိန်မစောင့်ပါနဲ့။ဘုရားသခင်စီကိုခင်ဗျားရောက်ဖို့ဘုရားသခင်ကိုရွေးချယ်ဖို့
အခုပဲရွေးချယ်လိုက်ပါအခုပဲလှုပ်လိုက်ပါကျန်းစာဖတ်မယ်ဆိုရင်အခုပဲဖတ်လိုက်ပါနောက်တစ်နှစ်ကိုမဆောင်ပါနဲ့မနေ့ပြန်ကိုမဆောင်ပါနဲ့ဒီနေ့ဟာတင့်အတွက်အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်အခုအချိန်ဟာတင့်အတွက်အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်ဖရာသခင်နဲ့တွေ့ဆုံဖို့ဖရာသခင်ရဲ့ကောင်းချီးမင်္ဂလာရရှိဖို့ဖရာသခင်ရဲ့ကယ်တင်ခြင်းရဖို့ဆိုတာဒီအချိန်ဟာအရန်အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်အခုပဲဖရာသခင်ကိုရွေးချယ်လိုက်ပါအခုပဲတင့်ရဲ့တက်တာကိုဖရာသခင်အတွက်တုံးချလိုက်ပါအခုပဲဖရာသခင်ကိုကိုးစားပါဖရာသခင်ရဲ့ကောင်းချီးမင်္ဂလာကိုခံစားဖို့အတွက်ခင်ဗျားလမ်းလာမယ်ဆိုရင်ယောမအခန်းကြီး7ငယ်1ထဲမှာပြောထားတဲ့အတိုင်းပဲဖရာသခင်ကတင့်အတွက် plan တင့်အတွက်လမ်းအကောင်းဆုံးဖရာသခင်ကတင့်အတွက်အောင်မြင်ဖို့ရာလမ်းအကောင်းဆုံးခင်ဗျားအတွက်ခင်းသွားမှာဖြစ်ပါတယ်ဖရာသခင်ကလမ်းပေါင်း1000ထက်မကအများပြားရှိပါတယ်ဖရာသခင်အတွက်အချိန်ပေးဖို့ပဲလိုပါတယ်ဖရာသခင်ကိုရွေးချယ်ဖို့လိုပါတယ်ဖရာသခင်ရဲ့နိုင်ငံတော်ကိုရွေးချယ်ဖို့ပဲလိုပါတယ်ဖရာသခင်ရဲ့ချစ်ချင်းကိုရွေးချယ်ဖို့လိုပါတယ်ဖရာသခင်ကတင့်ကိုအကောင်းဆုံးနေရာမှာထားခြင်းနဲ့ဖရာဖြစ်ပါတယ်ဖရာသခင်ကတင့်ကိုထာဝရအသက်ပေးပြီးတော့သူနဲ့ထာဝရအသက်ရှင်ပြီးတော့ဖရာသခင်နဲ့စိုးစံနိုင်မဲ့သူတွေဖြစ်ဖို့ဖရာသခင်ကတင့်ကိုဆောင်စားနေပါတယ်ဖရာသခင်ရဲ့ထာဝရအိမ်တော်ကိုစိုးစံနိုင်ဖို့ဖရာသခင်တင့်ကိုကောင်းချီးမင်္ဂလာအဖျားဖျားချပေးပါစေ